အခုတလော TikTok မှာ trend ဖြစ်နေတဲ့ Eagle Makeup look လေးပေါ့နော် Hati Hakka Glow BB Cream လေးသုံးထားပါတယ် concealer လေးသုံးမယ်ပြီးရင်တော့ contour လေးလုပ်ပါမယ်ဒီ Bossy Brow Series ထဲက06 Chocolate ဆိုရဲ eyebrow pencil လေးနဲ့မျက်ခုံးလေးကိုတန်တန်လေးဆွဲပါမယ် Hati Hakka မိုင်းလိုင်နာအားလိုင်နာကတော့လေတကယ်ဘုံတော့အရန်ကြိုက်တယ်သူ့ကိုလေအငယ်ဆွဲဖြစ်နေတာဒီသူ့ရဲ့ take ကလေးကလေ 0.05 mm ဆိုတော့တော်တော်သေးရယ်မြင်မြင်လေးအရန်ဆွဲလို့ကောင်းတယ်အခုလိုမျိုးမျက်တောင်တူတွေဆွဲချင်မှာအရန်အဆင်ပြေရပေါ့နော်ပြီးတော့ရင်တော့နှာခမ်းနေဆိုဖို့အတွက် control လေးတစ်ချက်လုပ်ပါမယ်နှာခမ်းနေကိုတော့ဒီ Hati Hakka ပေါ့နော် Kissing Hut series ထဲက Sweetie Pie ဆိုတဲ့အယောင်လေးသုံးထားပါတယ်ပါနီရောနှာခမ်းရောသူ့တစ်မျိုးထင်းနဲ့အရန်အဆင်ပြေတယ်ဒီ chocolate liner လေးကိုလေ freckles လေးလုပ်တဲ့နေရာမှာသုံးထားတာအရန်လှတယ် makeup လေးကတော့ပြီးသွားပါပြီစုံနေကြည့်ပြီးတော့အားလုံးကျေးဇူးများတင်ပါတယ်